Hi, welcome back. ဒီနေ့မှာတော့ဒီနေ့စဉ်စကားပြောမှာအသုံးဝင်တဲ့ idioms လေး3ခုကိုလေ့လာကြည့်ကြရအောင် Number 1 break a leg. Break a leg. စဉ်းစားကြည့်လိုက်မယ်ဆိုရင်ခြေထောက်ကျိုးပါစေလို့ပြောတာနဲ့သွားစင်နေတယ်ပေါ့နော်ဒါပေမဲ့သူ့ရဲ့အတိတ်ပဲအမှန်ကကံကောင်းပါစေလို့ပြောချင်တာဆိုတော့ Is your exam tomorrow? Break a leg. မနေ့ပြန်မင်းစာမေးပွဲရှိတာလားကံကောင်းပါစေနော်ဒီလိုမျိုးပေါ့နော်နောက် number 2အနေနဲ့ကကြတော့rain or shine ဘာပဲဖြစ်ဖြစ်လို့ပြောချင်တာဘယ်လိုပဲဖြစ်ဖြစ်ဘာပဲဖြစ်ဖြစ် we will have the trip rain or shine ဘာပဲဖြစ်ဖြစ်ငါတို့ဒီခရီးကိုသွားမှာပဲနံပါတ်3ကကြတော့ right as rain အဲ့ဒါကကြတော့ပြောရင်ကျမ်းမာရေးသိပ်ကောင်းတယ်အဆင်ပြေတယ်လို့ပြောချင်တာဆိုတော့ don't worry everything's gonna be right as rain ဘာမှစိတ်ပူမနေနဲ့အရာအလုံးအဆင်ပြေသွားလိမ့်မယ်I hope you understand and enjoyed it. See you in the next video.